Facebook တီထောင်တဲ့ Zuckerberg ကအခုချိန်ထိပွဲမရပါဘူး V-Gate တို့ Microsoft တတိ V-Gate တို့ပွဲမရပါဘူးဒါပေမဲ့သူပွဲရတဲ့သူတွေအများကြီးခိုင်းစားကျောင်းပညာရေးပေးတဲ့သူတွေအများကြီးခိုင်းစားကဘာနဲ့ချီပြီးသူခိုင်းစားကျောင်းပညာရေးတော့ပဲအတက်တင်သလားဟုတ်ပြီတက်တင်သလားကျောင်းပညာရေးပဲတက်တင်သလားအဲ့လိုမေးရလားဟုတ်ပြီဟုတ်ပြီအဲ့လိုမေးချင်တာလားသမီးကောင်းပါပြီသမီးလက်ကောက်တီအားပေးပါသမီးထိုင်နော်ထိုင်လို့ရအောင်ခေါ်တော့ပညာရေးလို့ပြောလိုက်တော့ခုနကျောင်းပညာရေးရှိတယ်ဒါ formal education ပဲ formal education ဆိုတော့ပုံစံတကျလောက်တာတရားပေါ့ကျောင်းပညာရေးကိုဘာကြောင့်လောက်တာတော့ဆိုတော့နိုင်ငံတိုင်းမှာကျောင်းတွေဖွင့်ပညာသင်ပေးတယ်ဘာလို့ပြောလို့သိလဲနိုင်ငံဝန်ထမ်းရှာတာကျောင်းပညာရေးသလားစာသင်တဲ့ဆရာဆရာမတွေရှိရမယ်ရဲတွေရှိရမယ်စစ်သားတွေရှိရမယ်ဆရာဝန်တွေရှိရမယ်အင်ဂျင်နီယာတွေရှိရမယ်လမ်းအလုပ်သမားတွေရှိရမယ်အစရှိရှိပေါ့နိုင်ငံတိုင်းမှာပညာရေးကိုတည်ဆောက်တာဟာကျောင်းပညာရေးဟာနိုင်ငံဝန်ထမ်းရဖို့အဓိကဥတည်ချက်ထားတာသူအဲ့ကျောင်းပညာရေးတခုတည်းတက်တာနဲ့ဖွံ့ဖြိုးတိုးတက်သွားတဲ့သူဆိုတာမရှိသလောက်ပဲကျောင်းပညာရေးဆိုတာအခြေခံပဲအဲ့ဒီပုံမှာအခြေခံပြီးသားတို့သမီးတို့ကဘယ်လိုမျိုးဖွံ့ဖြိုးတိုးတက်အောင်လုပ်အောင်မလဲဆိုစဉ်းစား Facebook တီထောင်တဲ့ Zuckerberg ကအခုချိန်ထိပွဲမရပါဘူး V-Gate တို့ Microsoft တတိ V-Gate တို့ပွဲမရပါဘူးဒါပေမဲ့သူပွဲရတဲ့သူတွေအများကြီးခိုင်းစားကျောင်းပညာရေးပေးတဲ့သူတွေအများကြီးခိုင်းစားကဘာနဲ့ချီပြီးသူခိုင်းစားသူရဲ့ကျောင်းပညာရေးရဲ့ဆုံးကမ်းမတိုင်ဘူးဆိုတော့ပညာရေးရဲ့သဘောဆိုတာဒါတို့မျိုးတွေးခေါ်တတ်အောင်အခြေခံပေးလိုက်တာအဲ့ဒီပုံမှာမိုးတီးပြီးတော့ဒီကျောင်းပညာရေးချင်းတားရတဲ့ရဲ့ဘောကမလုံလောက်ဘူးဆိုရင်ကိုကဘယ်ဟာဝါသနာပါလဲဘယ်ဘက်မှာလေ့လာစူးစမ်းလို့ရှိတယ်အဲ့ဒီပညာရေးကိုဘယ်နိုင်ငံကနေရတော့မို့ဘယ်နေရာတွေကရနိုင်လဲအဲ့ဒီမှာဘုံခုနပြောပြီးသင်ယူလို့တဲ့အရေးကြီးသွားတယ်ကျောင်းပညာရေးကမရဘူးဆိုရင်ပြင်ပပညာရေးကိုသမီးတို့ရှာရမှာပဲဒါကြောင့်ဘုံတို့ကပြင်ပပညာရေးကိုရှာတယ်ကျောင်းပညာရေးကတာမန်ကိုယူဝဗေဒနဲ့ပဲကျောင်းပြီးတယ်ယူဝဗေဒနဲ့ကျောင်းပြီးတယ်မာစတာတန်းပါတယ်ဆက်မတက်တော့ကျောင်းပညာရေးကအရေးမပါဘူးလို့မြင်သွားပြီဘုံကအရေးမပါဘူးဆိုတာအထက်တန်းမှာပြောတာနော် higher education မှာပြောတာ basic education မှာတော့လို့တယ်တို့ higher education ရောက်သွားပြီဆိုဘုံတို့နိုင်ငံရဲ့လက်ရှိပညာရေးအခင်းချင်းကဖွံ့ဖြိုးတိုးတက်တဲ့အခြေအနေကိုမပေးနိုင်မလုံလောက်ဘူးအဲ့ဒီအတွက်ဆိုဘုံဘာလို့လဲဆိုတော့ informal education ပေါ့ပြင်ပကျောင်းပြင်ပပညာရေးစာတွေဖတ်တဲ့လေ့လာတဲ့နိုင်ငံတကာပညာရေးထပ်ပြီးတော့ရှာဖွေစည်းမှုတဲ့အဲ့ဒီဟာတွေဘုံထပ်ပြီးလုပ်တဲ့အခါကျတော့ဘုံရဲ့ဖွံ့ဖြိုးတိုးတက်မှုကလင်မြန်သွားတယ်အဲ့တော့ဘုံအနည်းချုပ်နေတယ်ဗာပြောချင်တယ်ကျောင်းပညာရေးတစ်ခုတည်းနေကိုသင်ယူနေုံနဲ့တော့အားလုံးသူတို့ရေမှတ်ထားတဲ့ရေမှတ်ချက်ကလုံးဝမရောက်နိုင်ဘူးဆရာဝန်လောက်ဖြစ်မယ်ဉာဏ်ကောင်းရင်အင်ဂျင်နီယာလောက်ဖြစ်မယ်အလဲအလက်ဉာဏ်ကောင်းရင်ဆရာမလောက်ဖြစ်မယ်နည်းနည်းလေးဉာဏ်နေရင်တော့တာမန်ဝန်တန်းလေးတစ်ယောက်လောက်ဖြစ်အောင်တော့ရမယ်ဆိုတော့ပြင်ပပညာရေးကိုသားတော်သမီးတို့ရဲ့ဘ ഹു တုဒအခြေခံပြီးတော့ဝါသနာအခြေခံပြီးတော့ရနိုင်တဲ့မြောက်လေ့လာရမယ်စီးပူးကအချင်းချုပ်နေတဲ့ဘုံကပြောချင်ပါ scale နှစ်ခုရှိတယ်လူကြောက်မှာ professional scale နဲ့ profit scale ဆိုပြီးရှိတယ်အဲ့ဒီကျောင်းပညာရေးဆိုတဲ့ဟာတွေကမင်းတို့နေတဲ့နတ်မှအောင်ထမင်းစားဖို့အတွက်သင်ပေးတဲ့ပညာရေးအဆင့်ပဲရှိပါအဲ့ဒီဟာတွေကိုအခြေခံပြီးတော့ professional မြောက်ဘတ်တစ်ဖက်မှာထူးချွန်ပြောင်မြတ်တဲ့လူကြောက်ဖြစ်အောင်ထပ်ပြီးလေ့လာကျောင်းပညာရေးကိုလေ့လူရှုလို့မရဘူးเนาะသို့တော့အဲ့ဒီဟာကိုအခြေခံပြီးတော့ professional scale ဘက်ကိုရောက်အောင်သားတို့သမီးတို့ကစူးစမ်းဘယ်ဟာဝါသနာပါတော့ကိုယ့်ရဲ့ဉာဏ်ရည်နဲ့ဆိုဘယ်ပိုင်းမှာကိုယ်ကထူးချွန်တော့အဲ့ဒါတွေလေ့လာပြီးတော့စူးစမ်းမယ်ပြင်ပပညာရေးတွေနဲ့ပေါင်းစပ်ဘုဒ္ဓတွေရှာဖွေမယ်အသိပညာတက်ပညာတွေနည်းပညာတွေတည်ဆောက်မယ်ဆိုရင်သမီးတို့သားတို့ကဒါထူးချွန်ထက်မြက်တဲ့သူဖြစ်လာတယ်ဘုံအနည်းချုပ်နဲ့ဗာပြောရင်ကျောင်းပညာရေးတက်နေတော့ရီမှန်းချက်ကြီးကြီးကိုမရနိုင်ဘူးလို့ပြောချင်တယ်နော်မယုံလဲဆရာမတွေမေးကြည့်ပေါ့လေဒါလေးကိုပြောချင်တယ်ပါဟုတ်လားအဲ့ဒါသမီးသဘောပေါက်လားကျောင်းပညာရေးကိုလစ်လျူချွိုင်းတာဟုတ်လားဟိုကျောင်းပညာရေးသင်တဲ့အချိန်မှာအကောင်းဆုံးသင်အဲ့ဒီဟာတွေမလုံလောက်ဘူးဆိုတာကိုအမြဲတမ်းသတိထားပြီးတော့ကိုကဘယ်အပိုင်းမှာထူးချွန်နေတာလဲ professional မြောက်ဆရာတစုပါရဂူလိုဘဝကိုယက်တည်နိုင်တဲ့
professional တယောက်လို့ရက်တည်နိုင်ဖို့ဆိုကိုကဘယ်ဘက်မှာထူးချွန်နိုင်လဲအဲ့ဒီအောင်ဒါတို့သမီးတို့ကိုယ်တိုင်လေ့လာစူးစမ်းပြီးတဲ့အခါအဲ့ဒီဘက်ပိုင်းဆိုင်ရာမှာပြန်ရရဲ့တွေထပ်ပြီးတော့လေ့လာစည်းဥပါအားထုတ်ပါအဲ့ဒါဆိုရင်ဒါတို့သမီးတို့လိုချင်တဲ့အောင်မြင်မှုဆိုတာတေချာပေါက်ရနိုင်ပါတယ်သဘောပေါက်လားကောင်းပါပြီလက်ခုပ်တီးအားပေးပါ